54ခုမြောက်သောဇာလံအပိုင်ငယ်1မှ9အိုဖျားသခင်နာမတော်အဖြစ်အကျွန်ုပ်ကိုကယ်တင်တော်မူပါတကူတော်အဖြစ်အကျွန်ုပ်ဘက်၌တရားစီရင်တော်မူပါအကျွန်ုပ်ပြုသောပတ္ထနာနှင့်အကျွန်ုပ်မွတ်သောစကားကိုနားထောင်နားညောင်းတော်မူပါဖျားအကြောင်းမူကားတကြွတနိုင်ငံသားတို့သည်အကျွန်ုပ်ကိုရန်ဘက်ပြု၍ထားကြပါပြီကြမ်းတမ်းသောသူတို့သည်အကျွန်ုပ်အသက်ကိုရှာကြပါ၏ဖျားသခင်၏မျက်နာတော်ကိုမထောက်ကြပါကြည့်ရှုလောဖျားသခင်သည်ငါ့ကိုကူမတော်မူ၏ငါအသက်ကိုထောက်ပင့်သောသူတို့တွင်ထာဝရဘုရားရှိတော်မူ၏ငါ၏ရန်သူတို့အားမကောင်းသောအကျိုးကိုဆက်ပေးတော်မူမည်သစ္စာတော်ရှိသည့်အတိုင်းသူတို့ကိုပယ်ရှင်းတော်မူပါအကျွန်ုပ်သည်လည်းစေတနာစိတ်နှင့်ကိုယ်တော်အားရစ်ပူဇော်ပါမည်အိုထာဝရဘုရားနာမတော်ကိုချီးမွမ်းပါမည်အကြောင်းမူကားကောင်းမြတ်တော်မူ၏အကျွန်ုပ်ကိုခတ်သိမ်းသောဒုက္ခတွေကကယ်နှုတ်တော်မူသဖြင့်အကျွန်ုပ်သည်ရန်သူတို့ကိုကိုယ်မျက်စိနှင့်မြင်၍အားရပါ၏အာမင် God bless you